မင်္ဂလာပါရှင်ဒီနေ့ချင်မောင်ကျော်နဲ့ရွှေဖြုံတီပေါင်းစားတယ်ပေါ့နော်။အားစားမချရသေးဘူး။ကျတုံခွာပြီးမဲ့လူလေးကတော့ခွာနေပါပြီ။ကလေးရှိတဲ့မေမေတွေကတော့နားလည်မယ်နော်။ချက်တိုင်းလေးပေးကနေလိုက်ဆွဲပြီးလိုက်ကူလိုက်ရှုပ်ချင်တဲ့ကလေးလေးကအမြဲတမ်းဘေးမှာအစင်တီအေးရောက်ကတည်းကချင်မောင်ကျော်တာဒါပထမဆုံးဖြစ်လို့လဲဆိုဒီကျမတို့ဒီအိမ်ပြောင်းလာတော့ဘေးပတ်ဝန်းကျင်အိမ်ကြီးအမေမချက်စားကြဘူးပေါ့နော်အဲကြောင့်သူတို့အညော်လည်းမထွက်ဘူးအိုးခွက်ပကံတန်လည်းမကြားရအောင်အဲကြောင့်ကျမကလည်းအညော်မထွက်အောင်အသက်နိုင်ဆုံးရှောင်တာပေါ့နော်တော့ကြရင်ပြဿနာမဖြစ်ချင်လို့လေနော်ဒီမှာကကိုယ်နိုင်ငံမဟုတ်တော့လေဘယ်ဟာမဆိုဆင်ချင်ရတာပေါ့နော်လူတာထက်ကိုပို့ပြီးတော့ဆင်ချင်ရတယ်တတိထားရတယ်ကြည်နေကြည်စားရတာပေါ့နော်တခုခုဖြစ်လာရင်ကိုကဧည့်သည်ဆိုခါကြောင့်လေနော်အစားစားရကိုကသူတို့နဲ့ရှင်လို့ရှင်ပဲရဲ့နေရာမှာခွင့်ရပို့မရအောင်လေနော်အခွင့်အရေးပို့မရတာမဟုတ်ပါဘူးအခွင့်အရေးတန်းတူမရတာပေါ့နော်ကိုနိုင်ငံကစင်မပြေတော့လေလူများနိုင်ငံပဲနိုင်ငံမှာပဲနေစားရမျက်နှာငယ်ရတာပေါ့နော်အခုချိန်မှာထိုင်ရောက်နေတဲ့ညီကိုမောင်မတွေအကုန်လုံးလည်းထားနေထိုင်ကြပါလို့ကျမကစကားလက်ဆောင်လေးပါချင်ပါတယ်စာရွက်စာတမ်းတွေအထောက်ထားတွေ passport တွေလည်းကိုနဲ့မကွာသွားလျာဆောင်တာပေါ့နော်ခုကာလကတော့အရင်ဒီရဲ့အတိုင်းပဲပေါ့ကဲကျမချင်မောင်ကျော်နဲ့ဖေုံဒီပေါင်းလေးစားကြပါအောင်ရှင်ကျေးဇူးတင်ပါတယ်နော်